ဝေကြီးအချိန်နဲ့ကုန်ဆုံးနေပြီနေချိုင်ကုန်လုံးသိနေရတဲ့တာမန်မှာပဲဒီလိုနဲ့ဒီရဲ့ PDF ကလည်းကုန်ဆုံးနေပြီဘွားရီကလည်းလွတ်မြောက်မှုရှိခဲ့ဒါတွေကငါတို့ရဲ့သိရဲ့ဒုက္ခရောက်နေတဲ့အချိန်မင်းပြီးမှဘသူတွေရှိလဲငါလည်းအပူတွေကိုတောက်လျှောက်ယူနေမိတယ်ဖျားတရားတရားမှလို့ဒီဘဝမှာလူတိုင်းအားကြရလို့ဖြစ်ကောင်းပါပဲခဲနေကောင်းပါလေဒုက္ခရဲ့ဆိုဝင်လာဆိုပေါင်းပါနဲ့မင်းတငယ်ချင်းဆိုတဲ့လူတွေခေါ်ခဲ့လိုက်ဘယ်နှယောက်ရမလဲအားလုံးအပေါ်ရန်နေပဲကွာတယောက်တည်းနေတော့မလေးချက်မှာကွာအဲ့လိုဆိုမင်းအတွေးရင်လာမှသိလားဘေးဖြစ်တော့မတယောက်တည်းပဲဘယ်သူမှဖုံပါဘူးထိချက်ဆန်မှုဆိုတာလေငါတို့ကပြောစရာတခုဘူးဒီမှလည်းအရှိမတော်အောင်ဒီလူဖွဲ့စည်းထဲမှာနေရတာလည်းမပြောပါ